အကလည်းဝတ္တနာပါတယ်တောက်ကြည့်လိုက်ဇမင်းသားလုံးမှာဇမင်းသားလုံးပြီးတော့ရှားတဲ့ပတ်စံတွေကိုအမေကတောက်ငယ်ကရှာကျွေးခဲ့တာကြည့်လိုက်ပါပြီအမေလည်းတောက်ကိုရှာကျွေးခဲ့လုံလာပြီးတောက်လည်းပြန်ရှာကျွေးရမှာအမေကတော့အဆိုတော်တကယ်ယူပါခင်ဗျာအမေကြီးကွဲလာရင်နဲ့တန်းခါလိုက်ကြရင်နဲ့နှုတ်ဝင်ရတယ်ဝင်လာပါခင်ဗျာကြောက်လာလေညောင်လာလေမြားလေးကလူလေကျွန်နှလုံးသားလေးပြူတယ်လူမဲကလေးတယောက်လူချစ်ကြောင်လဲဘာမှနားမလဲလူတကကနေပြူကတော့လူအာရီမတဲ့ရီကွယ်စုပ်ပုံချစ်မိသမျှတွေလို့ယုံမိကသမျှတွေနှုံချတဲ့ရွာသားမြူတာယုံမာတဲ့ခဏပြောတဲ့ခကားတွေတားနာမည်ကတော့ဆိုင်းသူရပါခင်ဗျာတားနာမည်ကတော့ဆိုင်းသူရပါခင်ဗျာအားလုံးအမွာလေးလားဟုတ်ပါတယ်ခင်ဗျာတားကြည့်ပါခင်ဗျာတားအငယ်ပါခင်ဗျာဆယ်နှစ်နဲ့ဝင်နေပါခင်ဗျာကိုကလေးထဲမှာတောက်အမေနဲ့အမိ3ယောက်ထင်တယ်တားမိ3ယောက်တည်းတူတူလေးရကိုရောက်ပြီလားအမေကတော့အဆိုတော်တကယ်ယူပါခင်ဗျာအမေကြီးကွဲလာရင်နဲ့တန်းခါလိုက်ကြရင်နဲ့နှုတ်ဝင်ရတယ်ဝင်လာပါခင်ဗျာဟုတ်ပါအမေကိုလှုပ်ကြည့်နေလို့အမေဆေးဝဲဝါသားကိုအယုတ်လေးကိုရောက်ပြီအမေကိုတရက်တစ်ခါကြီး9000ကိုအပ်ပါတယ်တောက်ပါလို့အယုတ်လေးတနက်လေးလုံပြီးတောက်ကိုကျောင်းမှာရောက်မှာနဲ့ပတ်ကလည်းရမမေပေးတာကိုပါကိုအိမ်မှာကျင့်တာကျူကနေကြည့်ပြီးကျင့်တာဦးလေးတော်ဦးကြောင်းလို့ညီဖက်လို့ချွေဦးစီတာကိုကျင့်မှာလူကြီးတော့လိုင်းမော်ကျင့်တာကိုကလိုင်းမော်နေကြည့်ပြီးတော့အဲ့လိုလိုက်ကြရင်နဲ့ကျင့်တာများ9ပွဲလောက်ရှိပြီတခါကရင်ဟို3သိန်းလောက်ရတယ်အေယာဝတီဘက်လို့အိမ်မဲမျိုးလို့တော့ပဲမေကတေးတန်ရှင်အိမ်မူးနဲ့မေကိုအလုပ်ခေါ်တောက်ကနောက်ကနေတန်းခါလိုက်ကြတာအမေရောက်ရင်ပြောတယ်အမေကတော့တနေ့ကုန်တချင်းနေကိုယူတောက်ကအမေကိုလှရှာကျွေးခြင်းလို့အပ်တာပါတာကတော့အမေကိုအမေတခုဖြစ်ရင်တာကတော့ကူညီပေးတယ်အမေကတခါလေကြာရင်ဖျားတယ်မတရားကိုဖျားတယ်အဲ့ဒါကြောင့်ဆေးတွေဝယ်ပေးတယ်ဝယ်ပေးပြီးစောင်းလေးခြုံပေးပြီးမမေကိုအိတ်အောင်လို့ပြောင်းအောင်လို့ဆေးတွေနေကောင်းအောင်လို့လုပ်ပေးတာကတော့ဘေးမှာမမေကိုနှိပ်ပေးတယ်မမေကျမ်းမအောင်လို့ခပင်းချီပါနှုတ်ပေးတယ်အမေကလည်းတင်ပေးတယ်အမေကတင်ပြီးတောက်ကနောက်ကနေနားထောင်ပြီးကျင့်တာရှေးဘေးလို့ငရင်ဘေးလူခံပြီးအတန်ဒါနလိုက်ကိုတယ်လိုက်ကြတယ်တောက်ကြည့်သမင်းသားဖြစ်ခြင်းလေဦးဖိုးရဲ့ချမသမင်းသားကချင်ပါပညာသိချင်ပါအမေကဝဲပြီးရှင်းပြီးတောက်ကလည်းပတ်စံနေနဲ့ရပြီးစုပြီးတော့ဝစားတွေဝဲပြီးတော့ဝစ်ပေးခုဝစ်တာအမေကဆင်မေးထားတာတောက်ကအကလည်းဝတ္တနာပါတယ်တောက်ကကြည့်လိုက်ဇမင်းသားလုံးမှာဇမင်းသားလုံးပြီးတော့ရှားတဲ့ပတ်စံတွေကိုအမေကတောက်ငယ်ကရှာကျွေးခဲ့တာဆိုတော့ကြည့်လိုက်ပါပြီအမေလည်းတောက်ကိုရှာကျွေးခဲ့လုံလာပြီးတောက်လည်းပြန်ရှာကျွေးရမှာပေါ့
မင်္ဂလာပါခင်ဗျာတောက်ကွင်းငါးချင်းငါးလို့ရပါတယ်တောက်လည်းအပွဲထောင်ထားပါတယ်အလူမင်္ဂလာဆောင်လိုက်ကပါတယ်တောက်ပွဲငါးချင်းနဲ့တူရင်ငါးလို့ရပါတယ်အလူမင်္ဂလာဆောင်လိုက်ကပေးပါတယ်ခင်ဗျာဒါတို့ငါးချင်းခွန်ခွန်လေး933 813ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ